မော်စရာကြီးဝယ်စတဲ့ဘောဆိုတာတကယ်တနေ့မှာတော့အော်ဘာဆိုတဲ့မိန်းကလေးဟာဝယ်ဇာရဲ့လှုပ်ဝက်ချက်တွေကိုတည်သွားခဲ့ပါတယ်။ဝယ်ဇာဟာစကားပြောနိုင်တဲ့တတဝါတွေကိုဖိနှိပ်ချုပ်ချယ်နေတဲ့သူပါအော်ဘာကဒါကိုတိုက်ဖြတ်ဖို့စ조사တဲ့အခါမှာတော့ဝယ်ဇာကသူမကိုဆုံးမဆိုးလို့နာမည်ဖြတ်ပြီးတပြည်လုံးကဝိုင်းမုံအောင်ဝါဒဖြန့်ပါတော့တယ်။အော်ဘာရဲ့တငယ်ချင်းဂလန်ဒါကတော့ဝီဇာရဲ့လက်ကင်တုပ်ဖြစ်စုံမကောင်းနာမည်ခံပြီးနေခဲ့ရပါတယ်။ဒါပေမဲ့အော်ဘာကတော့တယောက်တည်းရုန်းကန်ရင်သူမရဲ့ညီမလေးနဲ့စာကိုကူညီဖို့စ조사ခဲ့တဲ့ကန်ဆိုးတာကမော်အမားတစ်ခုကြောင့်သူမချစ်ရတဲ့သူတွေဟာတန်မဏိလူသားနဲ့6လန့်ရုပ်တွေအဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်။နောက်ပိုင်းမှာတော့အော်လဘန်နဲ့ဂလန်ဒါတို့ဟာပြန်လည်ပူးပေါင်းခဲ့ကြပါတယ်။အော်လဘာကသူမကိုသူမအသေးခံတရားဟန်ဆောင်ပြီးအစကီနယ်ကနေထွက်ခွာသွားခဲ့တဲ့ဂလန်ဒါကတော့ဝေဇားတွေကိုပြည်နေတန်ပေးပြီးအစကီနယ်ရဲ့ခေါင်းဆောင်တစ်ဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့အမှန်တရားကပေါ်ပေါက်သွားခဲ့ပါတယ်။အော်လဘာနဲ့သူမချစ်ရတဲ့ဖီရိုတို့ဟာအာစကီနယ်ရဲ့အပြင်ဘက်မှာလွတ်လပ်စွာနဲ့ဘဝအသစ်ကိုစတင်နိုင်ခဲ့ကြပါတော့တယ်။ဟဲ့တငယ်ချင်းတို့ရောဒီကားလေးကိုကြည့်ပြီးကြပြီလား။ဒီလိုဇလန်းကောင်းတွေကိုထပ်ပြီးနားဆင်ခြင်းနဲ့ဆိုရင်တော့ကျမရဲ့ TikTok အကောင့်လေးကို like နဲ့ follow လေးလုပ်ပေးထားကြပါဦးလို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်